စားပြီးတော့ကျမတို့လင်မယားရန်ခွဲလိုက်ပါပြီအကြောင်းပြချက်မရှိပါဘူးဘာလို့အကြောင်းပြချက်လိုလဲပါလဲလားမမေးပါနဲ့ဘလို့မကိုပဲနားလည်မှုမရှိလို့ပေါ့နော်ကျမပေါ့ကိုထီလက်ရောက်ကျူးလွန်တာများလာလို့ကျမလန်ခွဲလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့မနက်ကတောင်းတချက်တစ်ခါလေးပေးလိုက်မယ်မနက်ကဆိုင်ကမောင်းသွားတဲ့အချိန်ကျမတို့ဆိုင်ကလဲတယ်နော်သူမောင်းတာသူမောင်းပြီးသူဆိုင်ကလဲတယ်ကျမကိုဂယုမဆိုင်ဘူးကျမမှာ6လောက်တွေလက်တွေပွန်းသွားတယ်အဲ့တော့ကျမသူ့ကိုလန်ခွဲတယ်နော်ခလေးရတော့ကျမယူတယ်ဒီမှာအစောပူလောင်းအကြတော့ဘာမှမထည့်ပေးပဲနဲ့လဲဝါတော့လာပြောနေတယ်အမဒီလောက်လာလာမြင်ဘာလို့လဲဆိုတော့အခုကိုထီလက်ရောက်ကျူးလွန်နေပေါ့နော်တရားဆွဲမယ်ကိုဆိုင်ကဘောပြုတ်ကြတာနဲ့တော့ကိုထီလက်ရောက်ကျူးလွန်ရတယ်ရှိအောင်လားအဲ့တော့ကျမတို့လုံးဝဖြေလျှော့မပေးနိုင်ပါဘူးပေါ့နော်ခွန်းလို့လည်းမပေးနိုင်ပါဘူးအဲ့တော့ကျမတို့လမ်းခွဲပါဒါပေမဲ့ဖြည့်စည်းချက်တစ်ခုတော့ရှိတယ်ကျမတို့ကမိုးဝါဝယ်ကျွေးမှာပေါ့နော်မိုးဝယ်ကျွေးတော့နင်းပပတော့စိတ်လေးပါလေးတော့ရောမှာပေါ့ပဲပြောလို့ရမလားဒီမှာထားအောင်မရှိဆောင်းတော့ကျမပြောတဲ့စကားအတီးနော်တကယ်လမ်းခွဲမှာ